Reaching ကိုတစ်ချိန်နဲ့ပေါက်ခဲ့တဲ့ eFootball ရဲ့ Attack Trigger Back အားလုံးပဲမင်္ဂလာပါ eFootball ပိုင်း Viral Account ရဲ့ Admin Faris ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ထုံးစံအတိုင်းပေါ့နော်ဒါကြာတာ Brainy Server Refresh အပြီးမှဆိုရင်ထွက်ပေါ်လာခဲ့တဲ့ Pack Update တွေကိုကျွန်တော်ကမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ Caption အတိုင်းပဲပေါ့နော်ကျွန်တော်ကဒီ Pack Update မှာ Reaching ကို Coin 100နဲ့ပေါက်ခဲ့ပါတယ်အဲ့ဒါကြောင့်မလို့ပဲကျွန်တော်ရဲ့ Video မှာဆိုရင်ဒီ Reaching ကိုရခဲ့တဲ့ Trick လေးတစ်ခုလည်းမျှဝေပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ Attack Trigger ပေါ့နော် Attack Trigger ကတော့ဒါ Player Scale ပေါ့နော် Playing Style တစ်ခုဒါ eFootball ကမိတ်ဆက်ပေးလိုက်တဲ့အသစ်တစ်ခုလည်းဖြစ်ပါတယ်ဒီ Playing Style ရဲ့ဒီသွားတဲ့ပုံစံဘယ်လိုလဲဆိုတော့အဲ့ဒီ player တယောက်ကAttack Trigger Playing Style ပါတယ်ဆိုရင်သူ့ရဲ့ရှေ့မှာရှိတဲ့ကစားသမားတွေကပေါ့နော်သူဘောလုံးရပြီဆိုတာနဲ့တိုက်စစ်စင်ဖို့ဦးတည်ကြတယ်ဥပမာပေးပြောမယ်ဆိုရင်ဒါ Bruno Fernandes ဒီဘောလုံးရသွားရဲဆိုရင်သူ့ရှေ့မှာရှိတဲ့တိုက်စစ်မှုတွေကငါတို့ဂိုးသွင်းမယ်ငါတို့တိုက်စစ်စင်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဓိကကတော့ပြောချင်တာဒီ player scale ရှိတဲ့ကစားသမားကသူ့အတွက်ဆိုတာထက်ပေါ့နော်အသင်းဖော်တွေကိုပို့ပြီးတော့ကောင်းစေတဲ့ player scale လို့လည်းပြောလို့ရတယ်သူ့အနေနဲ့ဒီရှေ့တက်သွားတဲ့အသင်းဖော်တွေကို passing နေပေးမယ်crossing နေတင်ပြီးတော့ပေါ့နော်ဂိုးတွေသွင်းအောင်သူကဖန်တီးပြီးလို့ရတယ်အဓိကအဖြစ်တော့ဒါဖန်တီးရှင်တွေမှာပဲထားတဲ့တိုက်စစ်အားတန်ကစားသမားတွေမှာပါတဲ့ဒီ player scale တစ်ခုလည်းဖြစ်ပါတယ်ဗောနော်ဒီ Attack Trigger ပတ်မှာဆိုရင်တော့ဒါ Man U အသင်းရဲ့ကစားသမား Bruno Fernandes ပါမယ် Barcelona အသင်းရဲ့ကွင်းလင်ကစားသမား De Jong ပါမယ်ပြီးတော့ဒါ Chelsea အသင်းရဲ့အသင်းကောင်းဆောင်ဗောနော်ဒါ Reece James လည်းပါမယ်ဗောနော်အဲ့အတွက်ကြောင့်ပဲကျွန်တော်တို့ဒီအခုလက်ရှိမှာဆိုရင်ဗောဒီ player scale တွေအပါဝင်ကိုမှတခြားသောကတ်တွေအနေနဲ့ဆိုရင်လည်းဒါ break သက်တွေနဲ့မစိမ့်တဲ့ကတ်တွေအများကြီးပါဝင်တာကိုတွေ့ရတယ်အထူးသဖြင့်ကတော့ဒါ Man U fan တွေအတွက်ဆိုရင်တော့ Bruno Fernandes ကတ်ကရှေ့တစ်ခေါက်မှာပေါ့နော်ရှေ့တစ်ပတ်မှာလည်းဒါ Man U တင်းရဲ့ပတ်ရှိုးတိုင်းကတ်တစ်ခုထွက်ပေါ်လာတယ်အဲ့ဒါပါလဲဆို Ambumo Mainu Sesko တို့ပါတဲ့ပတ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာလည်းထပ်ပြီးတော့ eFootball ကနေ Bruno Fernandes ရဲ့ရှိုးတိုင်းကတ်ကိုထပ်ပြီးတော့ထုတ်ပေးရဲဆိုတော့ဒါ Man U fan တွေအနေနဲ့လည်းလိုက်သိမယ်လို့ထင်တယ်နောက်ထပ်တစ်ကတ်ကတော့ Reece James ပေါ့နော်ဒါ Reece James ရဲ့ကတ်ဆိုရင်လည်းဒါပါလဲဆိုရင်သူကလည်းဒါ Chelsea အသင်းရဲ့ Academy ထွက်အသင်းကောင်းဆောင်တစ်ယောက်ပေါ့နော်အဲ့တော့ကြောင့်လည်းဒါ Chelsea အသင်းရဲ့ပရိသတ်တွေစိတ်ကြိုက်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒါ Chelsea အသင်းရဲ့ Reece James ကိုကြိုက်တဲ့လူဆိုရင်လည်းဒါလိုက်မဲ့ကတ်လေပတ်လေတစ်ခုလည်းဖြစ်ပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကတော့ဒီကြောင်ပေါ့နော်ဘာစီလိုနာပရိသတ်တွေဆိုရင်ဒီကြောင်တော့တေချာပေါက်ကြိုက်လိုက်ပါမယ်ကျွန်တော်တို့ဒီချိန်မှာဆိုရင်ဒါကျွန်တော်ရဲ့ trick ပေါ့နော်ဘာလဲဆိုတော့ Bruno Fernandes ကိုဒါ3ချိန်ထောက်လိုက်တယ်ဗျာထောက်တယ်ပြန်ထွက်တယ်ပြီးရင်ဒါ coin ကိုဒါ coin 100နှိပ်တယ် cancel ကို3ခါလုပ်တယ်ပေါ့နော်3ခါလုပ်ပြီးဖောက်လိုက်တဲ့အချိန်မှာတော့ကျွန်တော်ကဒါ coin 100တဲ့နဲ့ပေါ့နော်ဒါ Chelsea အသင်းကောင်းဆောင် Reece James ကိုဒါပောက်သွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့လည်းဒါ Chelsea အသင်းပရိသတ်တယောက်အနေနဲ့ဒါ Reece James လို့ကတ်မျိုးကိုကျွန်တော်ရသွားတာကျွန်တော်အတွက်တော့ပျော်ရွှင်စရာကောင်းတယ်ဒီကတ်ကဒါ over တော့အရင်တော့မကောင်းဘူးပေါ့နော်104 105လောက်ပဲတက်တက်ကလည်းဖြစ်ပါတယ်ဒါပေမဲ့ဘာလဲဆိုတော့ဒါ coin 100တဲ့နဲ့ကိုကြိုက်တဲ့player တယောက်ကိုပေါ့နော်ဒါ149ချိန်ကျန်သေးတယ်ဒီလိုအနေထားမျိုးမှာပေါက်သွားခဲ့ရတော့တော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်ကျွန်တော်ရဲ့ eFootball ပိုင်း Viral Account ကို follow လုပ်ထားကြတဲ့လူတွေအနေနဲ့ရောအခုလာနေတဲ့ပေါ့နော် Attack Trigger ဆိုတဲ့ပတ်ကိုဖောက်ပြီးသွားကြပြီလားဖောက်ပြီးပြီဆိုရင်ရောဘာ player တွေပေါက်ခဲ့ကြလဲဆိုတာကို comment မှာဝင်ပြီးတော့ရေးခဲ့ကြပါဦးတကယ်လို့မဖောက်ရသေးဘူးဆိုရင်လည်းကျွန်တော်အခုဒါ coin 100တဲ့နဲ့ Reece James ကိုဖောက်ခဲ့တဲ့ trick ကိုမျှဝေပေးသွားတာမလို့ဒါစမ်းသုံးကြည့်ခြင်းတယ်ဆိုလဲသုံးကြည့်လို့ရအောင်ဒီ video လေးကိုတင်ပေးလိုက်တာပဲဖြစ်ပါတယ်